သူများကိုယ်ဘာပြောအဲ့ဒါကိုစဉ်းစားမနေနဲ့စဉ်းကျင်မနေနဲ့နော်ကိုကောင်းတဲ့ရထုတ်နိုင်အောင်ကြိုးစားရမယ်ပေါ့ဆက်ပြီးတော့မြတ်စွာဘုရားဆုံးမတာကပရိသံသူတစ်ပါးတို့ဤကတကတံပြုအပ်သောအမှုမပြုအပ်သောအမှုတို့ကိုနာအဝခေယအလုတ်တစ်ခုဂယုပြု၍ကြီးရှုဆင်ခြင်၍မနေရတဲ့ဟောဒါလေးကြတော့ဓာတ်ရိုက်ပြောတာနော်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုအလုတ်တစ်ခုကြီးတို့လုပ်ပြီးတော့အဲ့ဒါကိုခေါင်းထဲထည့်မနေနဲ့တဲ့ဟုတ်လားသူများဆိုတာဒီနေရာမှာကိုယ်ဟာလွဲရင်သူများပဲဆိုတာကိုလည်းပဲရိုးရှင်းရှင်းနားလည်ဖို့လိုတယ်နော်သူများလို့ပြောတဲ့အခါကိုယ့်ရင်ကလူတွေမပါဘူးလို့ထင်ပါဆိုလို့တကယ်တမ်းကိုယ့်ရင်ကလူတွေအကြောင်းစဉ်းစားရင်းနဲ့ပဲပူရတာလောင်ရတာအနည်းဆုံးလူကကိုယ့်ကိုအရှို့နိုင်ဆုံးလူပဲဟုတ်လားဒါကြောင့်သူများလို့ပြောလို့ရှိရင်ကိုယ်ဟာလွဲရင်သူများပဲအဓိကသူများကိုယ်ဘေးကလူတွေကပို့ပြီးတော့သူများပဲလို့နားလည်ဖို့လိုတယ်နော်အဲ့ဒါမြတ်စွာဘုရားစိတ်ချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုမစင်စားနဲ့တဲ့သူဘာလုပ်ပေါ့ဆိုလိုတာကဟုတ်လားအဲ့လိုဆိုရင်ဘာလုပ်ရမှာတော့ဘာကိုစဉ်းစားရမှာတော့ဘာကိုဆင်ခြင်ရမှာတော့ဆိုတော့အတ္တနောဝအဝခေယကတာနိအကတာနိစအတ္တနောဝမိမိဣတာလျင်ကတာနိအကတာနိစပြုတ်သောအမှုတို့ကို၎င်းအကတာနိစမပြုတ်သောအမှုတို့ကို၎င်းအဝခေယစဉ်းစားဆင်ခြင်သုံးသပ်ရ၏တဲ့သူများအကြောင်းမစဉ်းစားနဲ့ဒါနဲ့မစုအကြောင်းစဉ်းစားရမှာတော့ဆိုတော့ကိုယ်အကြောင်းကိုစဉ်းစားအားလို့ပြောတာဟုတ်တာပေါ့ကိုယ့်အတွက်အရေးကြီးဆုံးကကိုယ်ပဲလေကိုယ်ကောင်းအောင်ဆိုးအောင်လုပ်တာလဲတကယ်တမ်းအဓိကကိုယ်ပဲဘယ်သူမှကိုယ်လောက်ကိုယ်ကိုလာပြီးတော့လုပ်နိုင်တာမရှိဘူးကိုယ်လောက်ကိုယ်ကိုချမ်းသာစေတာဘယ်သူမှမရှိဘူးကိုယ်လောက်ကိုယ်ကိုဆင်းရဲစေတာလည်းဘယ်သူမှမရှိဘူးဒါကြောင့်ကိုယ့်ကိုယ်ကိုအကောင်းဆုံးကင်တွယ်နိုင်တတ်ဖို့အတွက်ကိုယ်အကြောင်းကိုပဲစဉ်းစားကိုယ်အကြောင်းကိုပဲဆင်ခြင်ကိုယ်အကြောင်းကိုပဲသုံးသပ်ရမယ်ဟုတ်လားအဲ့ဒါကိုယ်အကြောင်းကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားတဲ့အနေအထားတွေကလည်းပဲဘုံဘုံတော်တွေရှောင်ကျင်မိသားဖြစ်သွားတယ်တချို့ကပြောကြတာရှိတယ်သူများအကြောင်းမစဉ်းစားနဲ့လို့ပြောတာတော့လွယ်တယ်ဒါပေမဲ့အမြဲတမ်းစဉ်းစားမိနေတယ်ဘယ်လိုလုပ်ပြီးတော့သူများအကြောင်းကိုမစဉ်းစားဘဲနဲ့တပြည့်လို့နေရမှာတော့ဟုတ်တယ်ချင်းတော်များများသူများအကြောင်းတွေကြီးခေါင်းထဲရောက်နေနော်အဲ့ဒါသူများအကြောင်းကိုစဉ်းစားတာကိုကိုယ်စိတ်ထဲကတိတ်ပြီးတော့မနှိမ့်မြုပ်ဘူးမကြိုက်ဘူးကိုမကြိုက်ဘူးဆိုရင်ဘာနဲ့အစားထိုးသင့်လဲလို့မင်းကိုအကြောင်းကိုစဉ်းစားတာနဲ့အစားထိုးသင့်တယ်ကိုအကြောင်းကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားလို့စဉ်းစားစရာမလိုသလိုဖြစ်သွားတနည်းအားဖြင့်ကိုအကြောင်းကိုကောင်းကောင်းသိလေသူများအကြောင်းကိုတိတ်ပြီးတော့စိတ်မဝင်စားလေတိတ်ပြီးတော့မစဉ်းစားခြင်းလေစဉ်းစားဖို့တိတ်မလိုအပ်ဘူးလို့နားလေပေါ့ကိုဘုံဘုံတို့ကဒါကိုယ်တိုင်ပုံစဉ်းစားကြည့်တယ်ပေါ့နော်ဘာကြောင့်သူများအကြောင်းတွေကိုခေါင်းထဲရောက်နေလေကိုအကြောင်းကိုခေါင်းထဲကိုတိတ်မထဲလို့ကိုအကြောင်းကိုခေါင်းထဲမထဲတဲ့အခါကျတော့ကိုအကြောင်းကိုမှန်မှန်ကန်ကန်မသိဘူးမှန်မှန်ကန်ကန်မသိတော့သူများအကြောင်းတွေကိုစိတ်ဝင်စားတဲ့အကောင်းတယ်လို့ထင်နေတာတကယ်တမ်းကိုယ့်အတွက်စိတ်ဝင်စားတဲ့အကောင်းဆုံးကကိုအကြောင်းပဲဆိုကြပါစို့ကိုအကြောင်းကိုသာမှန်မှန်ကန်ကန်သိရင်သူများအကြောင်းကိုစဉ်းစားမိမှမဟုတ်ဘူးဆိုတဲ့စကားလေးကိုကောင်းကောင်းနားလည်စေခြင်းကိုအကြောင်းကိုဘယ်လိုမှန်မှန်ကန်ကန်သိရမှာတော့ဘုံဘုံတို့တွေမှာတော့မပြေလေသေးတဲ့ပြဿနာတွေအများကြီးရှိတယ်တော့မဖြေရှင်းရသေးတဲ့အရှုပ်အထွေးတွေအများကြီးရှိတယ်ဟုတ်လားပြောလို့ရှိရင်ဘုံဘုံတို့တွေကကိုအကြောင်းကိုကောင်းကောင်းသိရင်ငါတနာစရာအနေထားမလွတ်သေးဘူးဆိုတာကိုကောင်းကောင်းသိနိုင်တေချာစဉ်းစားကြည့်ကိုမှပြဿနာတွေတော့အရှုပ်အထွေးတွေတန်းလန်းနဲ့နေရတာတကယ်ကတော့အတိတ်ကာလကပြုခဲ့တဲ့အကုသိုလ်တွေတော့အကျိုးပေးခွင့်သာရင်အကျိုးပေးမယ်ဆိုတဲ့အနေအထားတွေတကယ်တမ်းကဒီခန္ဓာမှာကမ္မပစ္စယတတ္တိအနေနဲ့လိုက်နေတာရှိတယ်အဲ့ဒါတွေကိုဘုံဘုံတို့ခြေဖြတ်ပြီးပြီလားလို့ကိုမေးမယ်ဆိုရင်ဘယ်လိုပြောမခြေဖြတ်ရသေးဘူးနော်အချိန်မရွေးသေပြီးတော့အချိန်မရွေးအတိတ်ကပြုခဲ့တဲ့အကုသိုလ်ကံတွေကကိုယ်နှိမ့်ဆက်နိုင်တယ်အဲ့တော့ကိုယ်မှာအဲ့ဒီတာဝန်ကြီးရှိသေးတယ်ပါလေအဲ့ဒီအကုသိုလ်ကံတွေကိုခြေဖြတ်ဖို့ကိုယ်မှာတာဝန်ရှိတယ်အလုပ်ရှိတယ်ဟုတ်တယ်မဟုတ်လားပြီးတော့အနာဂတ်မှာလည်းပဲဘုံဘုံတို့တွေဟာတော့မကောင်းတာတွေကိုလှုပ်ခွင့်ပြောခွင့်ဆိုးခွင့်အများကြီးရှိနေတယ်ပြောရရင်စိတ်ရဲ့မှားယွင်းမှုတွေတော့အတိတ်ကလည်းမှားခဲ့တာအခုလည်းပဲအဲ့ဒီမှားတဲ့တတ္တိယပျောက်ပြီလားမပျောက်သေးဘူးအနာဂတ်လည်းပဲမှားအောင်မှာပဲမသိသေးဘူးဘဝအကြောင်းကိုမသိသေးဘူးမသိသေးတဲ့အခါကျတော့မမောမှုတွေမကျေနပ်မှုတွေအဲ့ဒါတွေကိုအခြေခံပြီးတော့
နော်ကာယကံမှားယွင်းမှုဝစီကံမှားယွင်းမှုမနောကံမှားယွင်းမှုကံသုံးပါးမှားယွင်းမှုတွေအနာဂတ်မှာဘုံဘုံတို့မှာဖြစ်လက်တန့်နေတေချာပေါက်မှားယွင်းနိုင်ခွင့်အဖြစ်နေတော့ရှိနေတယ်အဲ့ဒီဥစ္စာကိုဘုံဘုံတို့တွေဟာနော်တစ်ချိန်မှငါမမှားစေရဘူးအခုလည်းပဲငါမမှားစေရဘူးလို့အဲ့လိုဘုံဘုံတို့မှာလုံနိုင်တဲ့အနေအထားမရှိသေးဘူးအဲ့တော့ကိုယ့်ရဲ့အခြေအနေမှန်ကိုသိဖို့ဆိုတာအဓိကအဲ့ဒါကိုပြောတာအဲ့တော့ဘုံဘုံတို့မှာနော်စိတ်ထဲမှာမှားယွင်းမှုတွေကိုအခြေခံပြီးတော့နော်မဟုတ်တာတွေကိုနော်ဖြစ်ပေါ်စေနိုင်တဲ့အနေအထားတွေရှိသေးတယ်အဲ့လိုဆိုရင်အဲ့ဒါတွေကဘာတွေကိုဆက်ပြီးတော့ဖြစ်စေမှာတော့ဆိုတော့ဆင်းရဲဒုက္ခတွေကိုပဲဖြစ်စေမှာပဲအဲ့တော့ပြောရလို့ရှိရင်ကိုယ်ဒုက္ခနဲ့ကိုယ်ကိုမရှင်းရသေးဘူးရှုံနေတယ်ပေါ့ဟုတ်လားအဲ့လိုဆိုရင်ငါဒါတွေကိုရှင်းအောင်လုပ်မယ်ငါကငါပို့ပြီးတော့အည်အသွေးရှိအောင်လုပ်မယ်နော်လိုချင်စရာနဲ့တွေ့ရင်လိုချင်မှုမကျေနပ်စရာနဲ့တွေ့ရင်မကျေနပ်မှုတို့ဒီတစ်မျိုးကြဖြစ်နေတဲ့ကိစ္စကြီးကိုငါလျှော့ချနေအောင်နော်နေတဲ့နေအောင်ငါလုပ်မယ်ဆိုတဲ့စိတ်ကူးမျိုးရှိရမယ်ပေါ့နော်ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကဘုံဘုံကောင်းတဲ့ပေါ်လာတာလေးတစ်ခုကတေချာပေါက်အနာဂတ်မှာရင်ဆိုင်ရမယ့်တေခြင်းတရားအဲ့ဒီတေခြင်းတရားရဲ့ရှေ့အနာလေးမှာအများစုတွေ့ကြတဲ့နာခြင်းတရားဟုတ်လားအဲ့ဒီတေခြင်းတရားနဲ့နာခြင်းတရားအတွဲလိုက်လေဘုံဘုံကမှတ်စေခြင်းဟုတ်လားဘလောက်ကံကောင်းတယ်ပြောပြောတေကာနီးတော့အနည်းဆုံးတော့နာကြရတာပဲတော့အများစုကတော့မသေးခင်ကိုပဲခဏခဏနာကြရတယ်အဲ့ဒီနာခြင်းတေခြင်းနဲ့တွေ့လာလို့ရှိရင်ငါစိတ်ကိုချမ်းသာနိုင်တဲ့အရေးအသွေးရှိသလားဒါကိုစဉ်းစားရမယ်ရသော်ဘုရားတော့ဟောတယ်နော်ကိုယ်သာနာပါစေစိတ်မနာစေနဲ့လို့ဟောထားတယ်နော်အဲ့ဒါကိုငါအပြည့်အဝကျင့်သုံးနိုင်သလားနော်ကိုနာတယ်စိတ်နာတယ်ဆိုတာဒါအလုံးနားလေနော်ယောဂဖြစ်တာကိုနာတာပေါ့နော်စိတ်နာတယ်ဆိုတာကဒီယောဂဖြစ်နေတဲ့အနေအထားကြီးကိုပဲငါလို့ငါဥစ္စာလို့ထင်လိုက်တော့စိတ်ထဲကနော်ဆိုရင်တာတွေငိုကြွေးတာတွေနော်ခံရခက်တဲ့သဘောတွေဖြစ်လာတာကိုဒါစိတ်နာတယ်လို့ပြောတာအဲ့တော့ဘုံဘုံတို့မှာကိုနာတိုင်းနာတိုင်းစိတ်မနာအောင်နေတတ်တဲ့အရေးအသွေးကလည်းပြည့်ပြည့်ဝဝမရှိသေးဘူးဟောပြောရရင်ကို့မှာလှုပ်เสียရတယ်အရေးပါတဲ့လှုပ်เสียရတယ်တူတူတန်လန်းနေပေါ့နော်ဟုတ်တယ်မဟုတ်လားဒါနာခြင်းကိုရင်မဆိုင်နိုင်ဘူးဆိုတဲ့သဘောပေါ့အဲ့ဒါလိုပဲသေတော့မယ်ဆိုတော့ဘယ်လိုလဲပို့ပြီးတော့တောင်ရင်မဆိုင်နိုင်သေးတယ်ဘာဘူးလို့တော့ဘဝရဲ့ပုံမှာအလွန်မှကိုပဲမမောတဲ့တွေ့တာတဲ့သဘောကကြီးကြီးမားမားရှိနေတယ်။ဘာလို့ရှိနေတာတော့ဒီဘဝရဲ့သဘောဘဝရဲ့ဖြစ်စဉ်ဟာဘယ်လိုလို့ဘုံဘုံတို့မှာမှန်မှန်ကန်ကန်မသိသေးဘူး။တစ္ဆာလေးပါးကိုပရိဝေဒဆိုင်အောင်မသိသေးဘူး။မသိတဲ့အခါကျတော့ပြောရရင်ဘဝကိုအကောင်းထင်တယ်ပေါ့။ဘဝကိုအကောင်းထင်တဲ့အခါကျတော့ဘဝပေါ်မှာမမောတဲ့သဘောတွေကကြီးကြီးမားမားရှိတယ်။ကိုယ်ဘဝကိုယ်တင်မဟုတ်ဘူးတခြားသူတွေရဲ့ဘဝကိုပါမမောထားတာရှိတယ်။ငါလို့လှုပ်ထားတဲ့ငါဥစ္စာလို့လှုပ်ထားတဲ့အရာတွေရဲ့ပုံမှာအကြီးအကျယ်မက်မောမှုတွေဘုံဘုံတို့မှာရှိနေတယ်။အဲ့ဒါတေခြင်းတရားနဲ့တွေ့ပြီဆိုရင်ဘာလို့အစင်မပြေတာတော့ဘာလို့ကြောက်ကြတာတော့ဆိုတော့အဲ့ဒီကိုမက်မောဆွဲလန်းထားတဲ့အရာတွေနဲ့အပီးတိုင်ခွဲကြရမှာဆိုတော့ဘလို့လုပ်ပြီးတော့ဒီလိုဟာစိတ်ချမ်းသာနိုင်မလို့ဒါရိုးရိုးလေးတွေးကြည့်တာတချို့ကသေမှာမကြောက်ပါဘူးသေတဲ့နေ့မွေးတဲ့နေ့သေတာဖြတ်ကနေပြီးသွားတာပဲလွယ်လွယ်လေးပြောရတာဟုတ်လားအများစုကငါတို့သေတော့မှနဲ့တူတယ်လို့သိပြီးမှပဲသေကြတာများတယ်အဲ့ဒီသိတဲ့အချိန်မှာအများစုကတော့ပုံကျသွားကြတာပဲများပါတယ်ဟုတ်လားဒါကြောင့်တချို့ကခပ်ပေါ်ပေါ်သေခြင်းတရားကိုရင်ဆိုင်နိုင်ပါတယ်လို့ကိုယ့်ကိုယ်အထင်ရောက်နေတဲ့ပုံကိုယ်တွေကိုနည်းနည်းပြောကျင်တယ်ပေါ့နော်အဲ့ဒါဘုံဘုံကဘယ်လိုလေးပြောတဲ့နော်အလေးအထားရှိလဲဆိုတော့ကိုယ်စကားလေးကိုအမှတ်ရတယ်ပေါ့သေခြင်းတရားကိုမကြောက်သလားကြောက်သလားဆိုတာကိုသိချင်ရင်ကိုမှရှိတဲ့စည်းစိမ်ဥစ္စာတွေကတဝက်လောက်အလကားဆုံးရှုံးကြည့်သားမှာစိတ်နဲ့စိတ်ဘလို့နေမလဲကျေနပ်မလားမကျေနပ်ဘူးလားဘယ်ကျေနပ်မလို့ငိုကြမယ်ပေါ့နော်တချို့ဆိုရင်စည်းစိမ်တွေပျက်စီးသွားတယ်ဘလို့တော့ငိုမယ်ပေါ့ကဲကိုချင်းရတဲ့ကိုယ့်ရင်ကလူတွေသေးကြည့်စမ်းမှာပျက်စီးကြည့်စမ်းမှာဘလို့နေမလို့စိတ်ဆင်းရဲမယ်ပေါ့ဆက်ပြီးတော့စဉ်းစားကြည့်သေးခြင်းနဲ့အဲ့ဒီတဒိဋ္ဌိဒေသနဲ့တစုံတယောက်နဲ့ကိုနဲ့ခွဲရတာတောင်ကိုယ်စိတ်ထဲမှာအကြီးအကျယ်တုန်လှုပ်ခြောက်ခြားနေသေးတယ်ဆိုရင်ကိုတည်တဲ့အချိန်မှာအားလုံးနဲ့ကိုနဲ့ခွဲရလိမ့်မယ်အဖြေဘယ်လိုထွက်မယ်ထင်လဲအကြီးအကျယ်တုန်လှုပ်ခြောက်ခြားလိမ့်မယ်ဟုတ်လားဒါကြောင့်တသိတ္တဒေတာလေးကိုတောင်စွန့်လွတ်ဖို့ခွဲခါဖို့ခက်ခဲနေတဲ့လူတွေအနေနဲ့
အားလုံးကိုထားခဲ့ရတော့မယ်ဆိုတဲ့အနေအထားမျိုးမှာတရားသာမရှိဘူးဆိုရင်တော့ဘလို့မှအဆင်ပြေစရာမရှိဟုတ်တယ်မဟုတ်လားအဲ့တော့ဒါဘာတွေပြောနေတာတော့ဘုံဘုံကသူများအကြောင်းကိုစဉ်းစားရင်အကုသိုလ်ဖြစ်တယ်စိတ်တွေဆင်းရဲရတယ်ပူလောင်ရတယ်ပင်ပန်းရတယ်ဒီအထိလူတွေဟာနားလေတယ်သိတယ်လက်ခံတယ်ဒါပေမဲ့စိတ်ထဲကိုသူများအကြောင်းကလည်းပဲမရောက်ဘူးလားဆိုတော့လည်းရောက်တာပဲအဲ့လိုဆိုရင်သူများအကြောင်းကိုမရောက်အောင်ဘလို့ဖယ်ထုတ်မတော့နီလန်းကဘာလဲအခုဒီမှာရိုးရိုးလေးကိုအကြောင်းကိုပဲစဉ်းစားအဲ့တော့ကိုအကြောင်းကိုကလည်းစဉ်းစားတတ်ဖို့လိုတယ်ပြီးပြင်းလေးလေးနဲ့မစဉ်းစားတဲ့ခါကျတော့ကိုအကြောင်းကိုစဉ်းစားကိုယ့်ကိုအဟုတ်ကြီးထင်တဲ့တူကလည်းရှိနေတာပဲဟုတ်လားကိုယ့်ကိုဟုတ်တယ်ထင်နေတာဟုတ်လားအခုဘုံဘုံပြောတာလေးတွေကဘာမှလက်မခံနိုင်ကြမရှိဘူးနော်နောက်အတိတ်ကပြုခဲ့တဲ့အကုသိုလ်ကံတွေဒါတော့မမြင်နိုင်လို့သို့တော့မြတ်စွာဘုရားဟောတဲ့ဒေသနာတွေကိုအခြေခံပြီးတော့ဒါကိုသိနိုင်တယ်အကျိုးပေးခွင့်မတောင်းပြမှားယွင်းမှုတွေကိုမဖြစ်စည်းရသေးဘူးစိတ်ကမှားပြီဆိုရင်အလုပ်တွေပြောတွေအတွေးတွေကလည်းမှားမှာပဲအဲ့ဒါဒုက္ခရဲ့နော်အရင်အမြစ်တွေပဲလေဟုတ်လားဒါကလေးလေးနဲ့ကြည့်တယ်ရှုတော့ပေါ့နောက်တစ်ချက်ဘုံဘုံဘာပြောတော့ကိုเจ้าကိုစဉ်းစားတဲ့နေရာမှာနာခြင်းသေခြင်းကိုရင်ဆိုင်နိုင်တဲ့အစွမ်းမရှိသေးဘူးဟုတ်လားပြဝမရှိသေးဘူးအဲ့တော့ကို့မှာလှုပ်ရှားတဲ့အလုပ်တွေမှာတပုံကြီးအရေးပါတဲ့အလုပ်တွေဟုတ်လားစဉ်းစားစရာတွေတွေးတောစရာတွေမှာတပုံကြီးအဲ့ဒါတွေကိုမမြင်တဲ့အခါကျတော့အဲ့ဒါတွေဘေးချထားပြီးတော့ဘာမှကို့အတွက်ရေးမပါတဲ့သူများအကြောင်းပဲမလုပ်နေရတော့ခေါင်းနဲ့ထဲနေအဲ့တော့ပူပြီးလောင်ပြီပဲဒါပဲအဲ့တော့ရိုးလေးနော်အဲ့တော့သူများအကြောင်းမစဉ်းစားခြင်းဘူးသူများအကြောင်းစဉ်းစားလို့ဖြစ်တဲ့ပူမှုလောင်မှုတွေကိုချုပ်ငိမ့်ခြင်းတယ်ဆိုရင်ကို့အကြောင်းကိုဘာလို့အောင်တော့စဉ်းစားမယ်အဲ့ဒါကို့အကြောင်းကိုစဉ်းစားရင်ကို့လိုအပ်ချက်တွေကိုကိုမြင်လာမှာပဲလိုအပ်ချက်တွေမြင်မှာများလာရင်လူစွာကိုချစ်တာပဲကောင်းစေချင်တာပဲမကြည့်လို့သာမသိတာဟိုသတိမထားမိလို့သာဦးဇင်းတို့တွေအမှတ်တမဲ့ဖြစ်နေတာဟုတ်လားကိုเจ้าကိုစဉ်းစားမှများလို့ရှင်အော်ငါဘာလေးလိုးနေတာငါဘလို့နေရမှာပူးပြီးတော့ကောင်းလာဖို့ပဲရှိဟုတ်လားဟိုဘုံဘပြောမလို့ခေါင်းထဲမှာစဉ်းစားထားတာလေးတောင်ကြံနေရတယ်ဟောသူများကြောင့်စဉ်းစားပြီဆိုလို့ရှိရင်များသောအားဖြင့်ဘုံဘစိုးသောစဉ်းစားထားတာဘာတွေနဲ့ပတ်သက်ပြီးတော့လူတွေပြောကြတော့ဘာတွေနဲ့ပတ်သက်ပြီးတော့သူများအကြောင်းကိုစဉ်းစားမိတော့ချစ်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားတယ်မုန်းတဲ့လူတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားတယ်ဟုတ်တယ်မဟုတ်လားတိတ်ပြီးတော့မချင်မမုန်းမသိတဲ့ပုဂ္ဂိုလ်တွေဥပိ္ပခာသမားတွေကတော့တိတ်ပြီးတော့ခေါင်းလည်းမရှိဘူးနော်များသောဖြင့်ကိုယ်ကောင်းတဲ့နေရာဝင်ယူနေတာတွေကချစ်တဲ့လူတွေရဲ့အကြောင်းမုန်းတဲ့လူတွေရဲ့အကြောင်းမုန်းတဲ့လူကလည်းပဲမခေဘူးနော်သူကလည်းပဲတခါတလေနော်စိတ်အနေထားပေါ်မူတည်ပြီးတော့အများကြီးနေရာဝင်ယူသေးတာပဲဟုတ်လားအဲ့တော့ချစ်တဲ့လူတွေအကြောင်းဘာစဉ်းစားတော့ချစ်တဲ့လူတွေအကြောင်းဘာစဉ်းစားတော့ကောင်းစေခြင်းနဲ့အရင်ကောင်းစေခြင်းငါဟာလေးတွေဆိုဟုတ်လားကောင်းစေခြင်းအကောင်းစေခြင်းတာနဲ့ပြဿနာမရှိသေးဘူးကိုကောင်းစေခြင်းတဲ့အတိုင်းမကောင်းဘူးလဲဆိုရောဟောဘာဖြစ်လာပြီတော့ဟာဒုက္ခရောက်ပြီအဲ့ဒီမှာမှားတာနော်အဲ့ဒါချစ်တဲ့လူတွေနဲ့ပတ်သက်တဲ့အကြောင်းကိုစဉ်းစားတဲ့ချွတ်ယွင်းချက်ကအဲ့ဒါရှိတယ်တော့သူများကိုကောင်းစေခြင်းတာကောင်းတဲ့စိတ်တယ်ပေါ့နော်ဒါပေမဲ့ကောင်းစေခြင်းလို့မကောင်းတဲ့အခါမှာစိတ်တူတာတော့ဒါမိုင်မွေးတဲ့သဘောဖြစ်သွားပြီလေသူများကိုကောင်းအောင်ကိုဘယ်လိုလုပ်ပေးလို့ရမှာတော့ဟုတ်လားအဲ့တော့ကိုတောင်ကိုကောင်းအောင်ဟာကိုစိတ်တိုင်းကြကိုလုံနိုင်သေးတာမဟုတ်အဲ့တော့လူတွေကတွေးကြည့်ရင်တော့ဒါကိုလည်းအပါဝင်ပေါ့လေရေတော့ရေစရာပဲသူများမကောင်းရင်ရမ်းစိတ်တူတယ်ပေါ့နော်မေးတယ်ကောင်းတယ်ဟုတ်လားသူများမကောင်းတာစိတ်မတူနဲ့ကိုမကောင်းတာကိုစိတ်တူဟုတ်လားတကယ်တမ်းအဲ့ဒါပို့ပြီးတော့ရေးရင်ပါဘူးလားသူများမကောင်းလို့ကိုဘာမှလာမဖြစ်ဘူးကိုမကောင်းရင်ကိုဒုက္ခရောက်မှာအဲ့တော့လူတွေကကိုမျက်ခြေကိုမမြင်မဲနဲ့ဟုတ်လားသူမျက်ခြေမြင်နေတာလေစဉ်းစားကြည့်နော်အဲ့ဒါတွေကြောင့်မို့လို့ချစ်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားရင်လေကောင်းစေခြင်းတွေကောင်းအောင်ပြောပေးတယ်ဒီထိရသေးတယ်ကိစ္စမရှိဘူးလုပ်ပေးဟုတ်လားဒါမဲ့နားလည်မှုရှိရမယ်ဟာ तू ကဘလို့သဘောဘလို့သဘာဝဘလို့ဇယိုက်နဲ့လာတယ်မသိဘူးငါကောင်းစေခြင်းတိုင်းကောင်းခြင်းမှာကောင်းမှာ तू သဘောသူ့တက်ကဘာတွေရဲ့မသိဘူးတတ္တဝါတူတယောက်စီရဲ့အကြောင်းကိုအသေးစိတ်သိတာဖះမှာသိနိုင်တာလေဟုတ်တယ်မဟုတ်လားဒါကြောင့်မြတ်စွာဘုရားတရားဟောပြီဆိုရင်တော့အိန္ဒြေအနုအယင်ကိုကြည့်ပြီးမှဟောတာအိန္ဒြေအနုယင်ဆိုတာနားလည်အောင်ပြောရရင်လက်ခံနိုင်စွမ်းပေါ့သူယုံကြည်မှုဘယ်လောက်ရှိတော့အားထုတ်နိုင်မှုဘယ်လောက်ရှိတော့သိမြင်နားလည်မှုဘယ်လောက်ရှိတော့ပြောရရင်အတိတ်ကသူ့ရဲ့စိတ်တဲ့အည်အသွေးဘယ်လောက်မြင့်မြင့်မာမာရှိတော့ဒီတရားကိုခံနိုင်တဲ့အည်အသွေးရှိသလားရှိမှမြတ်စွာဘုရားထည့်ပေးတာဟုတ်လားထည့်တရားခွက်မှမရှိတဲ့လူတွေကိုဘာလို့မြတ်စွာဘုရားတရားတွေထည့်မလို့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားတရားဟောပြီဆိုရင်ပါလေလူကြည့်ပြီးတော့မှပဲဟောတာအဲ့တော့ဘုံဘုံတို့တွေကချစ်တဲ့လူတွေအကြောင်းစဉ်းစားရင်အဲ့ဒီအချက်ကမပါတော့ဘူးเนาะဇွတ်အတင်းဘာဖြစ်ခြင်းတော့ကောင်းစေခြင်းတယ်
ဒါကြောင့်ဘုံဘုံတချို့ရှောက်ကြတာရှိတယ်တပည့်တော်မိဘတွေကိုဘုံတရားလေးဟောပေးသမ်းပါတယ်မိဘတွေကိုဟုတ်လားဟောခိုင်းတာရှိရနော်ဟုတ်လားတချို့ကြောင့်လည်းသားသမီးလေးတွေကိုဟောခိုင်းတာပေါ့ကိုယ့်အကိုကောင်းအောင်နေဖို့ဟိုအများကြီးမစင်းသားမိတဲ့အခါကျတော့ကိုဘေးကလူတွေအတွက်ဘာဖြစ်နေတာတော့စိတ်ပူနေတာပေါ့နော်စိတ်ပူတာတော့ကောင်းပါတယ်ဟုတ်လားစိတ်ပူတာကောင်းတယ်ဆိုတာကောင်းစေချင်တာကိုကောင်းတယ်ပြောတာပေါ့နော်ဒါပေမဲ့လို့ကိုဖြစ်စီခြင်းတဲ့အတိုင်းဖြစ်ချင်မှဖြစ်မယ်ပေါ့ဖြစ်တဲ့အခါဘာဖြစ်မယ်တော့ဒုက္ခရောက်နိုင်တယ်ဒါကချစ်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားတာလေးနဲ့ပတ်သက်ပြီးတွေးမိတာကိုပြောတာချစ်တဲ့လူတွေအကြောင်းနဲ့ခေါင်းထဲရှိတာလားမဟုတ်ဘူးမုန်းတဲ့လူတွေအကြောင်းလည်းခေါင်းထဲမှာအပြည့်ပဲမုန်းတဲ့လူတွေအကြောင်းကြတော့ဘုံဘုံတော့ဘယ်လိုစဉ်းစားတော့အပြစ်တွေပဲစဉ်းစားအပြစ်တွေစဉ်းစားတဲ့ခါကျတော့ဘာဖြစ်တော့ပိုမုန်းတာပေါ့နော်ဟုတ်လားပိုးပြီးတော့စိတ်တိုင်းမကြဖြစ်အဲ့တော့ကိုပုံကြီးကဘယ်လိုဖြစ်နေတော့စိတ်တိုင်းမကြတဲ့ပုံကြီးပေါ့ဟုတ်လားအဲ့ဒါရောအေးချမ်းသလားဘယ်အေးချမ်းမလို့အဲ့တော့မုန်းတဲ့လူတွေအကြောင်းကိုစဉ်းစားတဲ့အခါမှာဘာမှကောင်းကျိုးမရှိဘူးအပြစ်မြင်တဲ့အစိတ်တွေနဲ့ကြီးစဉ်းစားတယ်ဒါပေမဲ့တခါတလေကျတော့လူတွေကဘာလေးကိုလက်ဆုပ်လက်ကင်ပြုတ်ထားတော့ဆိုတော့သူတို့ကမှားနေတာကာဘာယူတာနော်ငါတို့ကမှန်နေမုန်းတဲ့လူကိုအပြစ်တင်မယ်ဆိုလို့ရှိရင်အဲ့ဒီအခန့်လေးရရှိတယ်ကိုဘယ်လိုထင်နေတာတော့မှန်တယ်ဟုတ်မှာပါမှန်ရင်လည်းမှန်ပါပေါ့နော်ဒါပေမဲ့သူတို့ကတော့ဘယ်လိုထင်တော့မှားတယ်ဟုတ်လားမှားလို့မျိုးမဟုတ်လို့မို့တဘာဝမကြလို့မို့ဘာဖြစ်တော့မုန်းနေအဲ့ဒါအပြစ်တွေပဲဒစိမ့်စိမ့်မြင်တယ်သူ့အတွက်လည်းဘာမှကောင်းတဲ့ဘက်မှာပြောင်းလဲသွားတဲ့အကြောင်းမရှိသလိုကိုယ့်အတွက်လည်းဘာမှအကျိုးရှိတာတော့မဟုတ်ဘူးဟုတ်လားဒါကြောင့်အကုသိုလ်တွေပဲဖြစ်ရတယ်သူများအကြောင်းစဉ်းစားတဲ့ကိစ္စတွေကိုဘုံဘုံတို့တွေဟာရက်တန့်တဲ့နေဆိုတဲ့မှန်ကန်တဲ့အမြင်ရှိရမယ်အဲ့လိုရက်တန့်တဲ့နေဆိုရင်ဘာနဲ့စားထိုးမလို့ကိုယ်အကြောင်းကိုစဉ်းစားတာနဲ့စားထိုးရမယ်နော်ဒါကြောင့်မြတ်စွာဘုရားကကိုယ်အကြောင်းကိုစဉ်းစားရင်အလွန်အကျိုးရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့ဒေသနာလေးတစ်ခုရှိတယ်သူကတော်တော်လေးနဲ့တယ်အတ္တနာသောရယတ္တနံပฏิမန္တေထအတ္တနာသောအတ္တဂௌတ္တတတိမာဒုက္ခံဘိက္ခုဝိဟာဟိတိဒါလေးနည်းနည်းလေးအာယုံပြုကြည့်မယ်နော်အတ္တနာသောရယတ္တနံကိုစောရကတက်ပါတဲ့နော်စောရကတက်တယ်ဆိုတဲ့စကားလုံးလေးကြားဖို့တယ်မဟုတ်လားစောရကတက်တယ်ဆိုတာသူ့ရဲ့အပြစ်ကိုထောက်ပြပြီးတော့အကြောင်းပြချက်တောင်းတာဟုတ်တယ်မဟုတ်လားမင်းဘာကြောင့်ဒီလိုလုပ်တာတော့မင်းအလုပ်နေတာမှားနေတယ်ဘာလို့မှားတာတော့ဟုတ်လားစောရကတက်တာနော်အဲ့ဒါဘယ်သူ့ကိုစောရကတက်ရမှာကိုစောရကတက်ရမယ်တဲ့မင်းဒီလိုနေတာထိုင်တာကောင်းလားဒီလိုပြောတာဆိုတာကောင်းလားဒီလိုအချိန်တွေဖြုံးနေတာကောင်းလားအစရှိသဖြင့်ကိုယ့်ရဲ့ချွတ်ယင်းချက်မှားယွင်းချက်တွေကိုကိုယ့်မြင်အောင်ကြည့်ပြီးတော့အဲ့ဒါကိုထောက်ပြီးတော့မင်းဒီတိုင်းနေတာဟုတ်လားလို့ကိုဘာလို့ရမှာတော့စောရကတက်ရမယ်တဲ့ဘလောက်ကောင်းတဲ့အဆုံးပါလဲအတ္တနာစောရယတ္တနာကိုစောရကတက်ပါပฏิမန္တေထအတ္တနာတဲ့ဟောသူကြတော့ပိုးပြီးတော့အသေးစိတ်သွားတယ်ကိုစုံစမ်းစစ်ဆေးပါတဲ့နော်တရားသူကြီးကရာဇဝတအမှုတွေကိုစစ်ဆေးတယ်လို့ကိုဘာလို့ရမှာတော့စစ်ဆေးရမယ်စုံစမ်းရမယ်ကိုကဘလို့အည်သွေးရှိတာကိုကဘလို့အနေထားရှိတာတော့ကောင်းတဲ့ဘက်မှာရောမကောင်းတဲ့ဘက်မှာရောဟုတ်လားမကောင်းတာတွေကိုဘယ်တိုင်းတာထိပျော်မွေ့နေတော့ကောင်းတာတွေကိုဘယ်တိုင်းထိပြင်းရည်နေတော့အစရှိတဲ့ဖြင့်ကိုယ့်ရဲ့အခြေအနေမှန်တွေကိုသိအောင်စုံစမ်းရမယ်စစ်ဆေးရမယ်ကိုကောင်းလားမကောင်းလားနော်မနဲ့လင်းလာရင်မှန်ကြည့်ကြတယ်ဘာလို့လဲကိုမျက်နှာလေးကိုစစ်ဆေးတာပေါ့ညစ်ကြေးတွေမြန်ပေးနေသလားပေးနေရင်တုတ်ပြစ်မယ်ပေါ့ပို့ပြီးတော့လှပအောင်လိမ့်ညချဲကြတာပေါ့မရှိဘူးလားရှိတယ်အဲ့လိုပဲကိုယ်စိတ်ကလေးကိုစစ်ဆေးရမယ်မကောင်းတာတွေတွေ့ရင်ဖယ်ပြစ်မယ်ဟဲ့ပို့ပြီးတော့ကောင်းအောင်ဆင်မယ်ဟဲ့ဒီစိတ်မျိုးကိုပြောတာနော်ဒါကြောင့်မြတ်စွာဘုရားကိုစောရကတက်ရမယ်ကိုစုံစမ်းစစ်ဆေးရမယ်အဲ့ဒါလို့ဆိုရင်ဘာဖြစ်လာမလို့တဲ့သောအတ္တဂௌတ္တတတိမာဒုက္ခံဘိက္ခုဝိဟာဟိတိကိုစောရကတက်တဲ့လူကိုစုံစမ်းစစ်ဆေးတဲ့လူဟာတဲ့တတိနဲ့ပြည့်စုံလာတယ်တဲ့သောအတ္တဂௌတ္တတတိမာကိုတတိနဲ့စောင့်ရှောက်လာတယ်တကယ်တမ်းကဘုံတို့ကငါဘလို့အနေထားမျိုးရှိတုံးလို့မှန်မှန်ကန်ကန်သိလာရင်ငါမကောင်းသေးဘူးဆိုတဲ့အဖြေပဲထွက်လာမှာနော်ပုထုဇဉ်ပဲရှိသေးတယ်လေဟုတ်လားမကောင်းသေးဘူးဆိုရင်ငါကောင်းအောင်လုပ်ရမယ်ဆိုတဲ့အဖြေထွက်လာတယ်ဒါလူတိုင်းကကိုစဉ်းစားရင်ဒီအဖြေထွက်မယ်နော်အဲ့လိုကောင်းအောင်လုပ်မယ်ဆိုလို့ရှိရင်တကယ်လက်တွေ့မှာကောင်းအောင်ဘယ်လိုလုပ်မလို့ဆိုတော့တရားဘာဝနာကျင့်တဲ့နီးနဲ့ပဲလုပ်လို့ရတယ်ဒါဘုံဘုံကလိုရင်းကိုဖြတ်ပြီးတော့ပြောလိုက်တာဟုတ်လားကိုတတိထားတဲ့နီးနဲ့ပဲအမှားမရှိအောင်လုပ်ရတယ်အဲ့ဒါကိုစုံစမ်းစစ်ဆေးရင်တတိတွေရှိလာပြီးတော့ကိုယ်စိတ်ကလေးကလုံခြုံသွားမယ်လို့ပြောတာအဲ့တော့ဒီနေ့မှာတတိရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဘုံဘုံကဘာလေးပြောရင်တော့ဆိုတော့ဂယုစိုက်တယ်ဆိုတဲ့စကားလုံးလေးကိုပြောခြင်း
ကိုဂယုဆိုင်တယ်ကိုစိတ်ကိုဂယုဆိုင်တယ်ခရီးသွားနေဆိုမိဘတွေကတာသမီးကိုဟဲ့ဂယုဆိုင်နော်ကိုကသွားမယ်ဆိုကြံရတဲ့တာသမီးတွေကိုဟဲ့ဂယုဆိုင်နေရဲ့နော်မလုပ်တာတော့ဂယုဆိုင်ဆိုတဲ့စကားလေးကအရာအလွန်ကျဲတယ်မဟုတ်တာမလုံးနဲ့လို့လည်းပဲအတိတ်ပဲတက်ရောက်တယ်ကောင်းတာတွေကိုကြိုးစားလို့အတိတ်ပဲလည်းတက်ရောက်တယ်ကိုမစင်းရအောင်ဒုက္ခမရအောင်ကာကွယ်စောင့်ရှောက်ပြီးတော့နေလို့လည်းပဲအတိတ်ပဲတက်ရောက်တယ်ဂယုဆိုင်ဆိုတာလေးကဟုတ်လားအဲ့လိုပဲဘုံဘုံတို့တွေကကိုယ်စိတ်ကလေးကိုဂယုဆိုင်နေမယ်ဘာလဲအတိတ်ပဲမမှားအောင်လုပ်တယ်ဂယုဆိုင်တယ်ဆိုအမှန်သတိထားတာပဲသတိထားတာအလွဲလို့ဒီတဘာဝတရားတွေပေါ်မှာဘုံဘုံတို့ကကောင်းအောင်ဒီပြင်နီးနဲ့လှုပ်ဖို့ဆိုတာနီလန်မရှိဘူးတကယ်တမ်းကသူ့ကိုသတိထားတယ်ဂယုဆိုင်တယ်ဒါကကောင်းအောင်လုပ်နေတာမကောင်းတာမဖြစ်အောင်လုပ်နေတာဆိုကြပါစို့ဒီကလေးလေးတယောက်တစ်နှစ်သားနှစ်နှစ်သားအရွယ်လေးနော်ဆော့တယ်ဒါဆော့တဲ့အရွယ်လေးကိုထိန်းတဲ့လူကဘာလုပ်အောင်ဂယုဆိုင်ရတယ်ဂယုဆိုင်တယ်ဆိုတာဘာလို့သူ့ကိုကြည့်နေတာပဲလေအမြင့်ကနေကြာမယ်ဆိုရင်မကြောက်အောင်ကြည်နေမှာပဲသိမှာဟုတ်တယ်မဟုတ်လားမတော်တာကောက်စားလိုက်မယ်ဆိုရင်လည်းမစားအောင်ဘာလုပ်အောင်တော့ကြည်နေရတယ်ကလေးကိုဘာလုပ်တာအဲ့ဒါဂယုဆိုင်တာဂယုဆိုင်နေတယ်ဆိုတော့သူ့ကိုမျက်ခြေမပြတ်ကြည်နေတာကြည်နေတဲ့အခါကျတော့ तू မဟုတ်တာလုပ်မယ်ဒုက္ခရောက်မဲ့ကိစ္စကိုကတားနိုင်တယ်ဟုတ်တယ်မဟုတ်လားအဲ့လိုပဲကိုယ်စိတ်ကလေးကိုလည်းဘာလုပ်အောင်တော့ဂယုဆိုင်မယ်တတိနဲ့ကြည်နေရမယ်ဒါပြောတာဟုတ်လားအဲ့တော့တကယ်လက်တွေ့ကောင်းအောင်လုပ်တယ်ဆိုတာအဲ့ဒီတတိပဋ္ဌာန်နီးနဲ့လုပ်ရတာနော်အဲ့ဒါမြတ်စွာဘုရားကိုစောတကတက်တယ်ကိုစုံစမ်းစစ်ဆေးတယ်ဆိုလို့ရှိရင်ဒီလူရဲ့စိတ်ဟာတတိတရားနဲ့လုံခြုံလာတယ်တဲ့သူကဂယုစိုက်တက်လာတယ်ပေါ့နော်အပြစ်ကင်းအောင်နေတတ်လာတယ်အမှားနဲ့အောင်နေတတ်လာတယ်အဲ့တော့ဘာဖြစ်တော့ဒုက္ခံဘိက္ခုဝိဟာဟိတိတဲ့နော်အဲ့လိုတတိလေးနဲ့ကိုယ်စိတ်ကိုစောင့်ရှောက်နေတဲ့လူကိုယ်စိတ်လေးကိုဂယုစိုက်ပြီးတော့နေတဲ့လူဟာချမ်းသာလိမ့်မယ်တဲ့ဟောဘယ်ကနေဒီဒေသနာလေးအစဉ်အဆက်ကလေးနော်ဒီဒေသနာလေးဘယ်လိုလေးသွားနေတယ်လဲဆိုတော့မြင်အောင်ကြည့်နော်ကိုစောတကတက်ပါကိုစုံစမ်းစစ်ဆေးပါဒါဆိုရင်အဲ့ဒီလူဟာကိုယ်စိတ်ကိုတတိနဲ့လုံခြုံအောင်စောင့်ရှောက်နိုင်လိမ့်မယ်စိတ်ကိုတတိနဲ့လုံခြုံအောင်စောင့်ရှောက်နိုင်ရင်ဒီလူချမ်းသာပြီတဲ့တူလေးနော်ဒေသနာလေးဘယ်လောက်ကောင်းတော့ဟုတ်လားဒါကြောင့်ကိုယ်အကြောင်းကိုဘာလုပ်အောင်တော့စဉ်းစားတဘာဝကြစဉ်းစားမဟုတ်သေးတာကိုမဟုတ်ဘူးလို့သိအောင်စဉ်းစားကိုအကြောင်းကိုစဉ်းစားလို့မှန်ကန်သိရင်သိတဲ့လောက်သူများအကြောင်းကောင်းတဲ့ရတမင်တောင်ထုတ်เสียလို့မဟုတ်မအားပါဘူးငါဟာနဲ့ငါရှုပ်နေဟုတ်လားငါကိစ္စနဲ့ငါဘာလို့အလုပ်တွေများနေတယ်ရှုပ်တာတော့မဟုတ်ဘူးအရှုပ်တွေရှင်းမယ်ပေါ့နော်ငါကိစ္စနဲ့ငါကောင်းတဲ့မှာငါမအားဘူးကိုဘုံဘုံတော့သူများအကြောင်းဘာလို့ကောင်းနေထင်တယ်အားလို့ပေါ့ဒါပဲလေအာယာလူတွေပြောကြရရှိတယ်အလကားအာယာအလုပ်မရှိအကိုင်းမရှိကလေးကချေပြောကြရရှိရနော်တရားဓမ္မရှုတော့ကြည့်မယ်ဆိုရင်များသောပုထုဇဉ်တွေကဘာတွေတော့ကလေးကချေတွေကြီးပဲလေကောင်းတဲ့အလုပ်သိမရှိဘူးအလုပ်လက်ကင်မရှိဘူးနော်လုံးမိလောက်ရလုပ်တယ်တွေ့ရအာယုံနဲ့နေတယ်သူများအကြောင်းကောင်းတဲ့တမင်ထဲ့တယ်မလို့အလိုပြည့်နေဟုတ်လားဘာဖြစ်လို့တော့ကို့အတွက်ကိုအရေးပါတဲ့ကို့မှာအလုပ်နဲ့အကင်နဲ့ဆိုတယ်လို့မျိုးအရေးပါတဲ့အလုပ်မှာမရှိပဲကိုဟုတ်လားဒါကြောင့်ကို့မှာရည်ရွယ်ချက်ရှိရမယ်မျှော်မှန်းချက်ရှိရမယ်ဘာလုပ်မယ်ငါဘာတွေလိုအပ်နေတယ်ဘာဖြစ်အောင်ဘယ်လိုလုပ်မယ်ဆိုတဲ့စိတ်ရှိရမယ်အဲ့လိုဆိုရင်ကို့အကြောင်းနဲ့ကို့မှာအလုပ်တွေရှိနေတဲ့အတွက်ကြောင့်သူများအကြောင်းကောင်းတဲ့လာစရာကြောင့်မရှိဘူးဒါလက်တွေ့စဉ်းစားမိတာတွေကိုဘုံဘုံပြောတာဟုတ်လားဒါကြောင့်နှလုံးစိတ်ဝမ်းငြိမ်းအေးခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်တော့ဆေးဆိုင်မှာဆေးဝယ်တောက်စရာဆေးရတော့ရှိမှာမဟုတ်နော်ဒီတရားဒီဟူသောဆေးပဲရှိမှာနော်အဲ့ဒါဆေးနီးပေါင်းများစွာတည်းကဒီနေ့ဘယ်နှစ်နီးပြောမယ်ပြောနှစ်နီးပြောမယ်နော်ပထမတစ်နီးနဲ့အချင်းကတော်ကုန်သွားတယ်ဟုတ်လားဒီနေ့တရားအလှရှင်ဒကမာကြီးကဘုံရဲ့တဲ့မနေ့ကရှောက်တယ်လေတရားနာတဲ့လူတွေကိုငိုင်းသွားအောင်ဟောလိုက်စမ်းပါတယ်အဲ့တော့သူကတော့တရားကိုစဉ်းစားပြီးတော့တန်ဝေကတွေရပြီးတော့အဲ့ဒီသဘောမျိုးရည်ရွယ်တာဖြစ်မှာပေါ့နော်ဟုတ်လားအဲ့တော့ဘုံကတော့စဉ်းစားတာပေါ့ဘယ်လိုနည်းနဲ့များငိုင်းသွားမလဲတော့လည်းမသိဘူးပေါ့နော်ဟုတ်လားဒါပေမဲ့ကိုယ့်အတွက်အကျိုးရှိတဲ့အဓိပ္ပာယ်ရှိတဲ့အကြောင်းအရာတွေဆိုလို့ရှိရင်တော့လူတွေဟာစဉ်းစားမိကြတာပဲများပါတယ်ဟုတ်လားအဲ့တော့ဒါငိုင်းသွားအောင်ဟောရမယ်နေ့ကြတော့မှဖေးဘုတ်ကလိုင်းရပျောက်နေသေးတယ်ဟုတ်လားအချင်းအနေနဲ့နောက်ကြတယ်နော်အဲ့တော့နောက်ထပ်နီးတနည်းကကြံသေးရဲ့နော်နောက်ထပ်နီးတနည်းမှတ်မိမလားစိတ်ကိုပြစ္ဆုတ်ပံမှာပဲနေနိုင်အောင်ကြိုးစားဖို့နော်နှလုံးစိမ်ဝမ်းငြိမ်းအေးခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်နော်ဖြစ်ခဲ့ပြီးသားမရှိတော့တဲ့အတိတ်တွေနော်မရောက်သေးတဲ့မဖြစ်သေးတဲ့အနာဂတ်တွေကိုယ်စိတ်ကိုနော်မပြေးလွှားစေပဲနဲ့နော်အိန္ဒိယရဒီပြစ္ဆုတ်ပံလေးမှာနော်ဒီအရှိတရားလေးမှာ
နော်စိတ်ကိုကပ်ပြီးတော့ထားနိုင်အောင်ကြိုးစားဖို့ဒီနည်းကတော့သူကအဆင့်အမြင့်ဆုံးနည်းလို့ဆိုခြင်းတယ်ပေါ့ဒီနည်းကိုအသုံးပြုမယ်ဆိုရင်စောတော်တုန်းကသူများအကြောင်းမစင်သားဖို့ကိုယ်အကြောင်းကိုစဉ်းစားဖို့ဆိုတာတွေကဒီထဲမှာလာပြီးတော့အကျုံးဝင်သွားမယ်ပြစ္ဆုတ်ပံမှာနေတယ်ဆိုတာနော်တတိပဋ္ဌာန်နဲ့ကင်းပြီးတော့နေလို့မှမရပဲကိုပြစ္ဆုတ်ပံမှာနေဆိုတဲ့စကားလေးရဲ့အကျယ်ကတတိပဋ္ဌာန်ကိုပွားလို့ပြောတာ ਨੇ အတူတူပဲဟုတ်လားပြစ္ဆုတ်ပံမှာနေနိုင်မှဘုံဘုံတို့ရဲ့စိတ်တွေဟာငြိမ်းအေးမှုချမ်းသာမှုရှိမှာတဖြည်းဖြည်းနဲ့အတိညာအစဉ်တန်မြင့်လာပြီးတော့နောက်ဆုံးဒုက္ခကလွတ်နိုင်မှာပြစ္ဆုတ်ပံမှာမနေဘဲနဲ့အမှန်တရားကိုသိဖို့ထုံးစံမရှိဟုတ်လားဒါပေမဲ့ဘုံဘုံတို့စိတ်ကပြစ္ဆုတ်ပံမှာနေလားဆိုတော့မနေပါဘူးနော်အချိန်အများစုကဘယ်မှာပဲနေနေဒီစိတ်ကအတိတ်နဲ့အနာဂတ်မှာပဲနေနေတာနော်တကယ်တမ်းကအတိတ်ဆိုတာရှိတော့တာမဟုတ်ဒီမရှိတော့တာတွေကိုပဲဘုံကြီးတို့ဘုံဘုံတို့တွေကဘာလုပ်နေကြတော့စဉ်းစားရတယ်ခံစားရတယ်ပြောရရင်အတိတ်ဆိုတာကထုတ်ပြီးတော့ခံစားတဲ့ခံစားရမယ့်အရာတခုမဟုတ်ဘူးသင်္ကန်းသာယူရုံကလွဲလို့တကယ်တမ်းကဘာမှသိပြီးတော့အသုံးကျတော့တဲ့အရာမဟုတ်ဘူးသူရှိမှမရှိတော့ပဲကိုငါဘာတွေလုပ်ခဲ့လို့ငါဘာတွေဖြစ်ခဲ့တာဆိုတာတော့စဉ်းစားတော့စဉ်းစားတဲ့တယ်ပေါ့နော်ဟုတ်လားဒါပေမဲ့ဘုံဘုံတို့အဲ့လိုစဉ်းစားတာလားအတိတ်ကိုဘယ်ဟုတ်မှာတော့မဇွမ်းငါ့ကိုဘယ်လိုပြောခဲ့တာဘာဖြစ်ခဲ့တာတော့ကြည်နူးစရာတွေမကြည်နက်စရာတွေဒါတွေကိုတလဲစီတော့ဖော်ထုတ်ပြီးတော့စိတ်ကတော့ပင်ပန်းတာဆင်းရဲတာပူလောင်တာဟုတ်လားအဲ့လိုပဲမရောက်သေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲကိုယ်စိတ်ကိုတော့လောင်အောင်ရှို့ကြတာတွေကမရှိဘူးလားရှိရနော်အများကြီးကြိုတွေးပြီးတော့ပူနေကြတာပေါ့နော်တော့ကိုဆိုတာကြတော့စင်လုံးကျော်ကောင်းစေချင်တာကိုအဲ့တော့မကောင်းမကောင်းလေမလားစိုးရိမ်နေပေါ့နည်းနည်းလေးမှဟုတ်လားအဆင်မပြေတာလေးကမဖြစ်စေခြင်းတဲ့အခါကျတော့အနာဂတ်ကိုလုံးဝစင်လုံးချောစေခြင်းတယ်ဒါပေမဲ့ခက်တာကအနာဂတ်ဆိုတာလေကြိုးပြီးတော့ရောက်လို့ရတဲ့ကိစ္စလည်းမဟုတ်အဲ့တော့အနာဂတ်တွေဘုံဘုံတို့ပူတယ်ဆိုလို့ရှိရင်လည်းပဲတကယ်တမ်းလောက်ရမှာပါလေခုပြစ္ဆုတ်ပံမှာပဲနော်ကောင်းအောင်နော်အနာဂတ်တွေအဆင်ပြေအောင်အလုပ်လုပ်တာလေပြစ္ဆုတ်ပံမှာပဲလုပ်လို့ရတာအနာဂတ်တွေတကယ်စိတ်ပူတယ်ဆိုရင်လည်းပဲအဲ့ဒီအနာဂတ်မှာကောင်းအောင်ဘယ်နေရာနေအထိုင်ချပြီးတော့ဘုံဘုံတို့ကလုပ်ရမှာတော့ပြစ္ဆုတ်ပံကနေအထိုင်ချပြီးတော့လုပ်ရမှာပြောရရင်အတိတ်ကိုရှင်းထုတ်ဖို့တဲ့အနာဂတ်ကိုရှင်းထုတ်ဖို့ကပိုခက်တယ်နော်အတိတ်ဆိုတာပြီးခဲ့ပြီဘာမှမရှိတော့ဘူးဆိုရင်စိတ်ကလွယ်လွယ်လေးလက်ခံတယ်ဟုတ်တယ်ဒါနဲ့ပတ်သက်ပြီးတော့ပေါင်းပူစရာမလိုဘူးပေါ့နော်ဒါပေမဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ပြောဖို့ကြတော့တိတ်ပြီးတော့မလွယ်ဘူးကိုကမသိမချင်းနေရအောင်ပါလေဘဝမှာတကယ်လက်တွေ့ရလည်းပဲအနာဂတ်ကိုတကယ်ရင်ဆိုင်ရအောင်ပါဟုတ်လားအဲ့တော့ကိုရင်ဆိုင်အောင်မဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့မတွေးနဲ့ဆိုလို့လက်ခံနိုင်ဖို့လွယ်မလားမလွယ်ဘူးနော်ဒါပေမဲ့ဘုံဘုံတို့တဘာဝကြကြစဉ်းစားရင်တော့ပူလောင်မှုပင်ပန်းမှုနဲ့တော့မစဉ်းစားသင့်ဘူးအနာဂတ်တွေတကယ်ပူတယ်တကယ်အလုံးလုံးချင်တယ်အဆင်ပြေခြင်းတယ်ဆိုရင်လေပြစ္ဆုတ်ပံမှာပဲဘုံဘုံတို့လုံးလို့ရတာဒါကိုနားလည်မယ်ဆိုလို့ရှိရင်အနာဂတ်ကိုကြိုတွေးနေတာတွေဟာပူလောင်နေတာတွေဟာအပူပဲဆိုတာကိုလည်းနားလည်နိုင်တယ်ပေါ့ဟုတ်လားဒါပေမဲ့ခက်တာဘုံဘုံတို့ပုထုဇဉ်တွေဟာဒီအတိတ်နဲ့အနာဂတ်ကိုပဲတွေးပြီးတော့ပူလောင်နေကြတာပင်ပန်းနေကြတာလူတွေလည်းပူရုပ်ပန်းရုပ်တွေပေါက်နေတာအဲ့ဒါကြောင့်ပေါက်နေဟုတ်လားဘုံဘုံကဗာလေးပြောဖို့စဉ်းစားမိလဲဆိုတော့ခဏခဏဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောနေကြနော်အကြောင်းအရာလေးတစ်ခုရှိတယ်အဲ့ဒါဗာလဲဆိုတော့တေမိယဇတ်နော်ဘုရားလောင်းတေမိယမင်းသားလေးကနော်ငယ်ငယ်ရွယ်ရွယ်နဲ့ရှင်မရင်မလုပ်ချင်လို့ရသေးဝက်သွားတာလေအလုံးသိတယ်ဟုတ်လားအဲ့ဒါဒီဖေနဲ့မေနဲ့ကနောက်တော့သိတဲ့အခါကျတော့သားရှိရာတော်တဲ့ကိုလိုက်သွားကိုရောက်တော်ကြီးမြင်မြဲထဲမှာတယောက်တည်းနေစားတော့လည်းပဲဘယ်သူမှချက်ပြုတ်ကျွေးတဲ့လူလည်းရှိတာမဟုတ်ဘာမှချက်ပြုတ်စားကြလည်းရှိတာမဟုတ်ဒီသိရွက်ပဲပြုတ်ပြီးတော့စားတာအဲ့ဒါသားဖြစ်တဲ့လူကဒီဖခင်ရောက်လာတဲ့အခါကျတော့သူ့မှာရှိတဲ့ဒီသိရွက်ပြုတ်ကိုပဲတည်တာပေါ့အဲ့တော့ဖခင်ကြီးကမင်းကြီးကဒီသိရွက်ပြုတ်ကိုဘယ်စားနိုင်မလို့အဲ့ဒါလက်ဖွားပေါ်တင်ပြီးတော့နောက်လှည့်ပြီးတော့ပြတယ်မိဖုရားတွေစစ်သေးတွေအကုန်လုံးပေါ့နော်ကြည်တန်တန်ငါသားစားတဲ့အစားစားတဲ့အဲ့လိုပြောရင်းနဲ့ဒီအစားအစာကိုကြည့်ပြီးတော့သူ့စိတ်ထဲမှာနော်မေးကျင်တာလေးတစ်ခုပေါ်လာတယ်အဲ့ဒါဘာလဲဆိုတော့တော်ထဲမှာတယောက်တည်းနေပြီးတော့အလွန်ကြမ်းတမ်းတဲ့ဒီအစားအစာကိုစားပြီးတော့သူ့ရဲ့ရုပ်ရည်ကိုကြည့်လိုက်တဲ့အခါကျတော့အလွန်မှကြည်လင်တန့်ရှင်းပြီးတော့နော်ရုပ်ကဝင်းနေတယ်ပေါ့နော်ဝင်းဣနေတယ်ကြည်လင်းနေတယ်မြင်ရတာကိုအလွန်မှကိုစိတ်ကိုချမ်းသာစေတယ်အေးချမ်းစေတယ်အဲ့ဒါကြောင့်မလို့မေးတာမင်းကြီးကနော်အရှင်သာဒီလိုကြမ်းတမ်းတဲ့အစားအစာကိုစားပြီးတော့တော်ထဲမှာတယောက်တည်းနေရပါလှဲ့ကင်တယ်ဘယ်နဲ့ကြောင့်ရုပ်ရည်အစဉ်ကဒီလောက်ကြည်လင်တန့်ရှင်းနေရတာတော့အဲ့တော့ဘုရားလောင်းပြန်ပြောတဲ့စကားလေးဒါလောကလူသားတွေအနေနဲ့အလွန်မှ
နော်စဉ်းစားတရားလည်းကောင်းတဲ့အဝင်ဝင်ညာလည်းဖြစ်တဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်တော့ဘာပြောတော့ဆိုတော့အတိတနာနုသောစာမိနဗ္ဗဇပါမိအနာဂတံပိစုပ္ပန္နေနယာပေမိတေနဝန္နောပတိတတိမင်းကြီးတဲ့ငါရဲ့မျက်နှာရုပ်အစင်းဘာလို့ကြည်လင်တန့်ရှင်းနေရလဲဆိုလို့ရှိရင်အတိတနာနုသောစာမိတဲ့ငါဖြစ်ခဲ့ပြီးသားမရှိတော့တဲ့အတိတ်နဲ့ပတ်သက်ပြီးတော့ငါစိတ်ထဲမှာပူလောင်နေပင်ပန်းနေဆင်းရဲတယ်ဆိုတာဘာမှမရှိဘူးတဲ့အတိတ်ကိုသူမရှိတော့ဘူးလို့ပြီးပြီးဝဝနားလေလို့ဒီအတိတ်ကိုသူ့စိတ်ထဲကနေရှင်းထုတ်ထားနိုင်တယ်ဟုတ်လားနဗ္ဗဇပါမိအနာဂတံတဲ့ဟောအနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲငါဘာတွေဖြစ်ချင်လိုက်တာဘာတွေမြင်ဖြစ်မှလေလဲဆိုတဲ့ကြောက်ကြမှုတောင့်တမှုတွေငါမှဘာမှမရှိဘူးတဲ့ပူလောင်ပင်ပန်းတာမရှိဘူးအတိတ်ကလည်းသူ့ကိုမနှိမ့်ဆက်ဘူးအနာဂတ်ကလည်းသူ့ကိုမနှိမ့်ဆက်ဘူးဘောင်းဆိုသူကစိတ်ထဲကိုသူမထည့်ဘူးဟုတ်လားပိစုပ္ပန္နေနယာပေမိတဲ့အခုလောလောဆယ်ပိစုပ္ပန်အခြေအနေလေးနဲ့ငါမျှတတယ်တဲ့အဲ့ဒီစကားလုံးလေးကိုဘုံဘုံကအလွန်မှသဘောကျတယ်နားတယ်လေစွဲသေးခြင်းနဲ့ပေါ့နော်ပိစုပ္ပန္နေနယာပေမိအခုဖြစ်နေတာလေးနဲ့စိတ်ကမျှတတယ်တဲ့ဟုတ်လားများသောအားဖြင့်ဘုံဘုံတို့ကလောလောဆယ်ဖြစ်နေတာနဲ့မမျှတတဲ့အချိန်မှာစိတ်တွေဆင်းရဲကြတာပေါ့နော်ဟုတ်လားတေနဝန္နောပတိတတိအဲ့ဒါကြောင့်မလို့ငါရဲ့မျက်နှာလေးကကြည်လင်တန့်ရှင်းနေတာဒါလေးကိုမှတ်ရမယ်နော်အတိတ်ကိုလည်းပဲနော်ပူလောင်အောင်သူ့စိတ်ထဲမှာထည့်မထားဘူးနော်အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းဘာမှစိုးရင်ကြောက်ကြမှုတောင့်တမှုမရှိဘူးအခုလောလောဆယ်ဖြစ်နေတဲ့ပိစုပန်လေးနဲ့လည်းသူဟာမျှတတယ်အဆင်ပြေတယ်တဲ့အဲ့ဒါကြောင့်မလို့သူ့ရဲ့မျက်နှာလေးကကြည်လင်တန့်ရှင်းနေတာဆက်ပြီးတော့သူကလောကလူသားတွေရဲ့အပေါ်မှာဝေဖန်ပြသေးတယ်အနာဂတပဇ္ဇပါယအတိတတနုသောစနာဣဒေနာဘာလတုတ်တန်တိနလောဝဟရိတောလူတော်လူအများစုကတော့အဲ့လိုမဟုတ်ဘူးတဲ့နော်အနာဂတပဇ္ဇပါယရောက်မလာသေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့အမျိုးမျိုးစိတ်ကူးတွေနဲ့နော်တောင့်တနေကြတာကြောက်ကြနေကြတာပူပန်းနေကြတာစိုးရိမ်ကြတာတွေရှိတယ်တဲ့အတိတတနုသောစနာပို့ပြီးတော့မိုက်မဲတာတော့ဘာမှမရှိတော့တဲ့အတိတ်နဲ့ပတ်သက်ပြီးတော့လေသူတို့စိတ်ထဲမှာဝန်တို့အမူကြီးတစ်ခုအနေနဲ့ထမ်းရွက်နေကြတယ်ပူလောင်နေကြတယ်ပင်ပန်းနေကြတယ်အဲ့ဒီတော့ဘာဖြစ်တုံးဆိုတော့နော်နလောဝဟရိတောလူတော်တယ်နော်ရိပ်ဖြတ်ထားတဲ့ဆွဲနှုတ်ထားတဲ့နော်မြက်ပင်လေးများလို့အဲ့ဒီပုဂ္ဂိုလ်ရဲ့မျက်နှာရုပ်ဆင်းဟာညှိုးနွမ်း၆တွေ့နေကြတယ်တဲ့စဉ်းစားကြည့်နော်သူပေးတဲ့ဥမာလေးဘုံဘုံတို့စိမ့်ဆိုနေတဲ့မြက်ပင်လေးတွေတစ်ပင်လေးတွေကိုဒဇင်နဲ့ရိပ်ဖြတ်လိုက်မယ်ဒါမှမဟုတ်ဆွဲပြတ်လိုက်မယ်ဆိုခဏနေဘာဖြစ်သွားညှိုးသွားဟုတ်လားအဲ့လိုပဲလူတွေရဲ့မျက်နှာလေးတွေလန်းလန်းဆန်းဆန်းကြီးကြီးလင်းလင်းနော်တန်တန်ရှင်းရှင်းလေးမရှိတာဘာလို့တော့သူတို့ရဲ့စိတ်ကိုလောင်းနေလို့ပြောရရင်မျက်နှာဆိုတာစိတ်ရဲ့ပတွင်းပေါက်လေးလို့ဘုံဘုံကတော့ထင်တယ်ဟုတ်လားဒီမျက်နှာလေးကိုကြည့်ပြီးတော့နော်ချမ်းသာတဲ့စိတ်ဖြစ်နေလားဆင်းရဲတဲ့စိတ်ဖြစ်နေလားလို့ရေဘူးရသဘောကတော့ပြောလို့ရတယ်ဟုတ်လားအဲ့ဒါစိတ်ကဆင်းရဲနေပြီဆိုရင်မျက်နှာကြည်လင်နိုင်မလားပဲကြည်လင်နိုင်မတော့ပင်ပန်းတယ်ပူလောင်တယ်ဟုတ်လားပင်ပန်းမှုပူလောင်မှုစိတ်ရဲ့ပင်ပန်းပူလောင်မှုဒဏ်ကိုဒီရုပ်ဟာခံရတယ်အဲ့တော့ရိပ်ဖြတ်ထားတဲ့ဆွဲနှုတ်ထားတဲ့မြက်ပင်လေးများလို့တစ်ပင်လေးများလို့ညှိုးနွမ်းပြီးတော့နေကြတာတဲ့ဟုတ်လားဒါကြောင့်ဘုံမတို့ရဲ့စိတ်နှလုံးကိုအေးချမ်းခြင်းတယ်နော်ချမ်းသာခြင်းတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုပြစ္ဆုတ်ပံမှာနေနိုင်အောင်ကြိုးစားရမှာအဲ့ဒီနေ့မှာအတိတ်ကိုရှင်းထုတ်ဖို့အနာဂတ်ကိုရှင်းထုတ်ဖို့အတိတ်နဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဘုံဘုံတို့နော်အစင်မလိုက်ဖို့မစွဲလန်းဖို့ဆိုလို့ရှိရင်နီလန်းလေးကစနစ်တကျသွားရင်တော့ပိုကောင်းတယ်ပေါ့နော်အဲ့ဒါကဘုံဘုံတို့ဟောထားတာလည်းရှိပါတယ်ကောင်းသောညဆိုတာအဲ့ဒါအကျေတန်ဝင်မယ်နော်အတိတနာနွာကမေယနပတိကင်ခေအနာဂတံယရတိတံပဟိနန္တအပတ္တင်္စအနာဂတံနော်အတိတ်ကိုလည်းအစင်မလိုက်နဲ့အနာဂတ်ကိုလည်းအစင်မလိုက်နဲ့ဘယ်နဲ့ကြောင့်တော့အတိတ်ဆိုတာမရှိတော့ပြီးခဲ့ပြီအနာဂတ်ဆိုတာရောက်မလာသေးဘူးတဲ့အဲ့တော့ဒီစကားလေးထဲမှာစဉ်းစားစရာအများကြီးရှိတယ်အတိတ်ကိုအစင်မလိုက်ခြင်းမူအနာဂတ်ကိုအစင်မလိုက်ခြင်းမူအတိတ်နဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့စိတ်မပူလောင်ခြင်းမူမပင်ပန်းခြင်းမူဆိုရင်နားလည်မှုရှိရမယ်အဲ့ဒါပါတော့အတိတ်ဆိုတာမရှိတော့ဘူးလို့နားလည်မှုရှိရမယ်အနာဂတ်ဆိုတာမရောက်သေးဘူးလို့နားလည်မှုရှိရမယ်အဲ့ဒီနားလည်မှုကအလွန်အဓိကကြတဲ့နားလည်မှုပဲဘုံဘုံတို့ကအတိတ်ကိုမရှိတော့ဘူးလို့မတွေးမိဘူးနော်ရှိသေးတဲ့အောင်သိမ့်ပိုက်ထားတာပေါ့နော်ဆိုရပါစို့စောစောကကိုလူတယောက်ကနော်မကောင်းတရားပြောလိုက်တယ်ဆိုရင်ကိုယ်စိတ်တူတယ်ပေါ့နော်အခုစိတ်တူနေတဲ့အချိန်မှာအဲ့ဒီပြောတဲ့အတန်ကတကယ်တမ်းရှိသေးသလားမရှိတော့ဘူးနော်စဉ်းစားကြည့်ဒါပေမဲ့ကိုကမရှိတော့မှပဲစိတ်ကတိုးနေတာနော်ဒါပေမဲ့အဲ့ဒါမရှိတော့ဘူးလို့ကိုယ်စိတ်ထဲမှာမစဉ်းစားမိဘူးပေါ့ဟ
ဟုတ်လားဒီအတန်တွေကကြားရောင်နေတယ်ပေါ့ဒီလူရဲ့ပြောပုံဆိုပုံအမူအရာလည်းမျက်စိထဲမှာမြင်နေတယ်ဟုတ်လားအဲ့တော့စိတ်ကဘာလုပ်နေတော့ဆိုးပြီးစိတ်ကတိုးပြီးဟောတခါတလေတွေးမိတွေ့ရစိတ်ဥတွေပေါက်ပြီးတော့ငကိုတော့ကိုယ်ဘယ်သူကဘလို့တွေပြောတာကိုယ့်ဘောဘလို့ဆက်ဆံတာဟာအဲ့ဒီလူလောကကြီးမှာရှိတော့မရှိတော့ဘူးတချို့ဆိုရင်ဒါပေမဲ့ကိုယ်စိတ်ကူးထဲမှာတော့ပုံဖော်နေတယ်ရှိနေတယ်လို့ပုံဖော်ပြီးတော့စိတ်တွေဘာဖြစ်တော့အကုသိုလ်တွေဖြစ်ကြတာဟုတ်လားဒါကြောင့်အတိတ်ဆိုတာမရှိတော့ဘူးဆိုတာကိုပိုင်နိုင်ဘုံဘုံတို့နော်သိအောင်အလေးအကျင့်လုပ်ပေးရမယ်ဒီစိတ်ကိုအတိပေးထားမယ်ခုတင်လေးဖြစ်ခဲ့တာတော့မရှိတော့ဘူးနော်ခုတင်လေးဖြစ်ခဲ့တာတော့မရှိတော့ဘူးနော်စောစောကဖြစ်ခဲ့တာတွေကိုမပြောနဲ့ဟောဒီစိတ်ကိုဘာလုပ်ပေးရမလဲသင်ပေးရမယ်အဲ့ဒါကိုမြင်အောင်လေ့ကျင့်ပေးရမယ်မင်းအဲ့ဒါကိုသိဘာမှမရှိတော့ဘူးအဲ့ဒါတွေကအများကြီးလွတ်လပ်နိုင်တယ်ပေါ့ဟုတ်လားအဲ့ဒါလိုပဲအနာဂတ်ဆိုတာလည်းမရောက်သေးဘူးနော်အကြောင်းတရားတွေကဘယ်လိုလာမှမသိလို့အကြောင်းတရားတွေကဘယ်လိုလုပ်ခဲ့မှမသိလို့အနာဂတ်ဆိုတာဘာမှလည်းမသိကြဘူးဒါအမှန်တရားပဲဘာတွေဖြစ်မယ်ဆိုတာဘယ်သူမှမသိနိုင်ဘူးဟုတ်လားဘာမလို့တော့အကြောင်းတရားကိုဘုံဘုံတို့စွန့်အောင်မသိလို့ဟုတ်တယ်မဟုတ်လားအဲ့ဒါလို့အနာဂတ်ဟာမရှိသေးဘူးမရောက်သေးဘူးအတိတ်ဟာမရှိတော့ဘူးလို့ပိုင်နိုင်သိလေအတိတ်နဲ့အနာဂတ်ကြောင့်ဒုက္ခရောက်ရတာနဲလေပဲအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားအဲ့ဒီဒေသနာမှာဒီအတိတ်နဲ့အနာဂတ်ကိုနော်ပြန်ရင်းနဲ့ကြံရင်းနဲ့မစင်းရဲဖို့အတွက်တကယ်လက်တွေ့မှာဘလို့ကျင့်ရမလဲဆိုတာကိုနော်သတိပဋ္ဌာန်ဒေသနာကြီးရဲ့အကျေလိုလည်းပဲဘုမတို့စိတ်ထဲမှာခံစားရတဲ့ကာထာလေးအဲ့ဒီမှာပြောတယ်နော်ဘာပြောတော့အတိတဏနုသောအတိတဏနာကမိယနပတိကင်ခေအနာဂတံယရတိတံပိဟိနန္တအပတ္တင်္စအနာဂတံပစ္စုပန်နိစယောဓမ္မတထဝိပတ္တိဟောအခုလောလောဆယ်ဖြစ်နေတာလေးကိုအမှန်သိပြီးတော့နေလိုက်ပါနော်ပစ္စုပန်နိစယောဓမ္မတထဝိပတ္တိအခုလောလောဆယ်ဖြစ်နေတာလေးကိုယ်ခန္ဓာမှာဖြစ်နေတာလေးကိုအမှန်သိပြီးတော့နေလိုက်ပါအဲ့ဒါဆိုရင်အတ္တန်ဟိတံအတ္တန်ကုပ္ပံနော်ဒီစိတ်ကဒေါသနဲ့လည်းပျက်စီးမှာမဟုတ်ဘူးလောဘနဲ့လည်းပဲနော်ရင်မှုတွေ့တာနေမှာမဟုတ်ဘူးဟုတ်လားအဲ့ဒီနီးနဲ့ဉာဏ်ရှိတဲ့လူဆိုတာနေရမယ်ထိုင်ရမယ်နော်တန်ဝိတော့မနုပြွေရေးဆိုအဲ့ပြောတာဟုတ်လားအဲ့တော့ပြောရင်တာပါလေဒါနီလန်းလေးပေါ့ဟုတ်လားစိတ်ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်အတိတ်နဲ့အနာဂတ်ကိုနော်ဘုံဘုံတို့တွေစိတ်တွေအမြဲတမ်းပြေးသွားနေတဲ့အလေးကျင့်စိုးကိုနော်ပြစ္ဆုတ်ပံမှာနေတဲ့အလေးကျင့်ကောင်းအလေးကျင့်အမှန်နဲ့ဘာလို့မတော့အစာထိုးရမယ်ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ဘုံဘုံတို့ကဘာကိုပြဝနားလည်ရမလို့ဆိုတော့တတိပဋ္ဌာန်ဒေသနာတတိပဋ္ဌာန်နီလန်းကိုပြဝနားလည်မှာဖြစ်လိမ့်မယ်နော်အခုကအချိန်ကစေ့သွားပြီဟုတ်လား45မိနစ်ရှိသွားနော်17နာရီတောင်ထိုးပြီနော်အဲ့တော့စောစောကလိုင်းကကတိကောက်ဖြစ်နေတာပြောရင်တာလေးတွေအပြေးလွှာပြောနေရတယ်ဒါပေမဲ့ဒီလောက်ပဲပြောမလို့စဉ်းစားထားတာပါပြောရတာအဆင်ပြေပါတယ်နော်အဲ့ဒါဘုန်းတို့အကုန်လုံးနေကုန်းချုပ်ကြည့်မယ်ဟုတ်လားနှလုံးစိတ်ဝမ်းငြိမ်းအေးဖို့စိတ်နှလုံးချမ်းသာဖို့အတွက်နော်မြတ်စွာဘုရားသင်ပြပေးခဲ့တဲ့နီလပေါင်းများစွာတဲ့ကဒီကနေ့နှစ်နည်းဟုတ်လားပထမနည်းကကိုယ်ကလွဲလို့ဘု து အကြောင်းမှခေါင်းထဲကိုမရောက်စေပဲနဲ့ကိုယ့်အတွက်အရေးအကြီးဆုံးဖြစ်တဲ့ကိုယ်အကြောင်းကိုပဲမှန်မှန်ကန်ကန်သိအောင်စဉ်းစားဖို့ဆင်ခြင်ဖို့ဟုတ်လားကိုယ်အကြောင်းကိုမှန်မှန်ကန်ကန်သိလို့ရှိရင်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုနားလည်ပြီးတော့ကောင်းတဲ့ကောင်းအောင်ကြိုးစားရင်းနဲ့ကိုယ်စိတ်ကလေးလုံခြုံပြီးတော့ချမ်းသာမှုကိုရနိုင်တယ်ဟုတ်လားသူများအကြောင်းတွေကိုစဉ်းစားလို့ဖြစ်တဲ့ပူလောင်မှုပင်ပန်းမှုတွေကိုလည်းဖယ်ဖြောက်ပြီးသားဖြစ်သွားမယ်နော်အများကြီးသက်သာရနိုင်တယ်လို့ထင်ပါတယ်အဲ့ဒီအရာကိုလိုက်နာနိုင်ရင်တောင်ဟုတ်လားနောက်ဒုတိယနည်းရပါလေစိတ်ကိုပြစ္ဆုတ်ပံမှာထားနိုင်ဖို့ဟုတ်လားအတိတ်အနာဂတ်ကိုမရောက်စေဘဲနဲ့တတိပဋ္ဌာန်နီလန်းကိုအသုံးပြုပြီးတော့ပြစ္ဆုတ်ပံဖြစ်စေတဘာဝတရားလေးတွေရဲ့ပုံမှာစိတ်ကိုအမှန်ကန်သိအောင်လေ့ကျင့်နိုင်ဖို့ဟုတ်လားအဲ့ဒါကိုဘုံဘုံတို့တော့လိုက်နာနိုင်ရင်လိုက်နာနိုင်သလောက်ကိုယ့်ရဲ့စိတ်နှလုံးဟာငြိမ်အေးမယ်ပေါ့နော်ဒါကြောင့်မြတ်စွာဘုရားရဲ့နော်ဆေးဝါးတွေနဲ့တူတဲ့မှန်ကန်တဲ့ဒီနီလန်းတွေကိုလိုက်နာကျင့်သုံးပြီးတော့နှလုံးစိတ်ဝမ်းငြိမ်အေးကြတဲ့ပုဂ္ဂိုလ်တွေတော့ဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ပြုလို့အထောက်အသောကုသိုလ်ကောင်းမှုအစွစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းကဲဆုတောင်းကြမျှဝေကြအောင်နော်တခါကြီးဦးမြင့်ကျော်တို့မာကြီးတော်ချိုဝင်းတို့လည်းပဲကိုပြုထားတဲ့ကုသိုလ်ကောင်းမှုလေးအာယုံပြုပြီးတော့နော်ရေသက်တုံချအမြတ်တမ်းပေးဝေတာလေးကိုလိုက်ဆိုကြပေါ့အားလုံးနော် line ပေါ်မှာရှိလိမ့်မယ်လို့ထင်ပါတယ်ဟုတ်လားကဲအားလုံးညီညာလိုက်ဆိုကြရအောင်
အရှင်ဖေယဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအဆုရှုတို့သည်မဲ့ဉဏ်ဖို့ဉဏ်ဉာဏ်နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်အာကောင်းသောအကြောင်းတရားဖြစ်ပါစေတည်းပြုလုပ်အထောက်အပ်သောကုသိုလ်ကောင်းမှုအဆုရှုတို့ဤအဖို့ဘာကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့ဟာ၎င်းကိုယ်ဆောင်နှင့်ကျောင်းဆောင်နှင့်သာသနာတော်ဆောင်နှင့်တကူဣတိပတ်နှင့်ဖြည့်စုံကြကုန်သောနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အားအစာထား၍30ဘုံကျင်လီကုန်သောတတ္တဝအနန္တတို့အားအညီအမျှပေးဝေငှပါ၏အမျှရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု